အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့ဝင်းချုပ်ချင်းနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတစ်ခုပေါ့လူတွေအိမ်သာတက်တဲ့ပုံစံပေါ့ကိုသုံးတဲ့အိမ်သာပုံစံနဲ့ဒီဝင်းချုပ်ချင်းဆက်ဆက်နေတယ်ဆိုတဲ့အကြောင်းလေးပြောပြနော်တချို့လည်းသိမှတချို့လည်းမသိသေးဘူးပေါ့သတိမထားမိတာလေးပေါ့နော်ကျွန်တော်အခုအိမ်သာမှာကျွန်တော်နှစ်မျိုးတွေ့ရတယ်အရှိတိုင်းအိမ်သာလို့ခေါ်တယ်ကျွန်တော်စောင့်ကြောက်ထိုင်ပြီးတော့အသုံးပြုရတဲ့အိမ်သာနဲ့ဘူရာအိမ်သာလို့ခေါ်တဲ့မတ်ထိုင်ပြီးတော့အသုံးပြုရတဲ့အိမ်သာနှစ်မျိုးမှာဘူရာအိမ်သာပေါ့မတ်ထိုင်ပြီးတော့အသုံးပြုရတဲ့အိမ်သာဟာဝင်းချုပ်စေတယ်နော်နောက်မှဦးနဲ့ပတ်သက်တဲ့ယောဂါတွေတော့ဖြစ်စေနိုင်တယ်လို့နော်တွေ့ရှိရတယ်။ဘာကြောင့်လဲဆိုတော့ပုံမှန်ပြထားသလိုပဲမတ်ထိုင်ရတဲ့အိမ်သာဟာဝင်းသွားတဲ့လမ်းကြောင်းကိုမတည့်စေဘူးဦးဆွညက်တယ်လို့ဖြစ်တာပေါ့နော်အဲ့တော့အိမ်မှာဘူရာအိမ်သာပဲရှိတယ်ဆိုရင်အဲ့ဘူရာအိမ်သာအောက်မှာခွေးကြီးကုန်တည်တည်လေး6တင်မှုလှုပ်ထားလိုက်နော်အဲ့ပုံကို6လေးတင်ပုံမှန်ပြထားတဲ့အတိုင်း6လေးတင်ပြီးတော့လူကရှေ့ကိုနည်းနည်းလေး35ဒီဂရီလောက်ကုန်းလာအဲ့ဒါဆိုရင်ဒါဥဝင်းသွားတဲ့ဥလမ်းကြောင်းလေးမှန်းသွားတာနော်အဲ့ဒါဆိုရင်ဝင်းမချုပ်စေတော့နော်ဦးအတွက်လည်းကောင်းတယ်အဲ့လိုမှမဟုတ်ရင်တော့စောင်းကြောင်ထိုင်ပြီးပါတဲ့ကျွန်တော်တို့အရှိတိုင်းအိမ်သာတွေပေါ့နော်စောင်းကြောင်ထိုင်အသုံးပြုတဲ့အိမ်သာတွေကတော့ဒီဝင်းချုပ်တဲ့လူတွေအတွက်ဝင်းကြံတဲ့လူတွေအတွက်အသက်တော်ဆုံးပဲဒါပေမဲ့ကိုကဝတယ်သူမအသက်ကြီးတဲ့လူတွေကတော့ပူရန်အိမ်သာနဲ့မှပဲအဆင်ပြေတယ်နိဟိုအရန်ဝတဲ့လူတွေနော်အသက်ကြီးတဲ့လူတွေအဲ့တော့ပူရန်အိမ်သာနဲ့မှအဆင်ပြေတယ်အဲ့လိုလူတွေမှလည်းပဲအောက်မှာခုံသေးသေးလေး6တင်မှုခုလိုက်အဲ့ပေါ်6လေးတင်ပြီးရင်ခန္ဓာကိုယ်ဟာမှတ်မနေပဲနဲ့ရှေ့ကို35ဒီဂရီလောက်ငှိုက်ရမယ်35ဒီဂရီလောက်ငှိုက်ပြီးကုန်းလာပုံမှန်ပြထားတဲ့အတိုင်းအဲ့တိုင်းဝင်သွားမယ်ဆိုရင်ဝင်မချုပ်စေတော့ဘူးပေါ့ဝင်မှန်မယ်ဦးလည်းပဲအနောက်ရှက်မဖြစ်စေတော့ဦးလမ်းကြောင်းလည်းကောင်းစေတယ်နော်အဲ့လိုအိမ်သာအသုံးပြုပုံလေးဝင်မချုပ်အောင်နော်အားလေးလာပြောပြတာပါအားလုံးပဲကျေးဇူးပါ